တရားဟောတရားနာဓမ္မသဖြင့်ကျင့်ပမဲ့ဓမ္မယုံတော်နေရာကြီးပေါ့နော်ဒါကျွန်တော်တို့ရဲ့ကာယညာနာလောက်အားတွေနဲ့စုဆောင်းထားတဲ့အာစိနကအလှငွေလေးတွေကျွန်တော်တို့နဲ့အတူတူလက်တွဲအလုပ်လုပ်တဲ့ညီလေးညီမလေးတွေ customer တွေအားလုံးရဲ့ကာယညာနာစွမ်းအားမှာရရှိတဲ့ငွေကြေးတွေနဲ့စုဆောင်းပြီးအာစိနကရရှိလာတဲ့အာစိနကအလှငွေလေးတွေကိုစုပြီးတော့တလားပြည့်လို့ရှိရင်တခါဒီဓမ္မယုံတော်ကြီးမပြီးမချင်းပေါ့နော်ကျွန်တော်တို့အများကြီးတပရိတ်ထဲမတက်နိုင်ကြတဲ့အတွက်နည်းနည်းနဲ့အာစိနကန်စုထားတဲ့လူငွေလေးတွေနဲ့ကျွန်တော်တို့ဒါဒီဓမ္မယုံတော်ကြီးပြီးတဲ့အထိတိဆောက်ဖို့ရည်ရထားပါတယ်ကျွန်တော်လည်းအတူအဲ့လိုပဲအာစိနကန်ငွေကြေးလေးစုပြီးတော့ဦးစင်းကိုလှူဒန်းပေးတဲ့အလူရှင်တွေမြင်ရတယ်ရှိပါတယ်ဒီဓမ္မယုံတော်ကြီးပြီးသွားပြီဆိုလို့ရှိရင်တရားနာတရားဟောတရားနာပေးတဲ့တွေအများကြီးဒါကာဆက်မဲ့ဓမ္မယုံတော်နေရာကြီးပေါ့နော်အားလုံးကိုစိတ်နှပါကြမ်းမှချမ်းသာကြပါစေခင်ဗျာအာစိနကန်အလှဆိုတာတကယ်ကိုတစ်ချိန်မှာတတော်ကြီးကိုထိရောက်တဲ့အလှပါ